ဤဇာတော်ကိုဘုရားရှင်ဟောကြားတော်မူခဲ့သည်လွန်မလာလျှော့တော်ယဟန်တစ်ပါးကိုရည်ညွှန်း၏ဖြစ်သည်ဇာတော်၏အမိမှာအလီနစိထဇာဖြစ်သည်အာဇာနီစင်ဖြူတော်နှင့်မင်းသားငယ်အကြောင်းဖြစ်သည်ဘာရာဏသီပြည်၌ဗြဟ္မဒတ်မင်းကြီးစိုးစံသည့်အခါတွင်ဖျားလောင်းသည်မိဖုရားကြီး၏ဝမ်းပိုင်၌ပဋိသန္ဓေနေသည်ထိုအချိန်ကဘာရာဏသီမြို့အနီးတွင်လက်သမားရွာတစ်ရွာရှိသည်လက်သမားတို့သည်တောသွေဝင်ကအလုလုပ်ကြသည်တနေ့တွင်ညောင်းရင်စူးနေသောစင်ကြီးတစ်ကောင်လာတွေ့သည်လက်သမားတို့ကညောင်းရင်ကိုနှုတ်ပြီးဈေးထည့်ပေးကြသည်စင်ကြီးချမ်းမှလာသောအခါလက်သမားတို့ကိုအလုကူညီသည်နောက်ပိုင်းတွင်အိုမင်းလာသောစင်ကြီးသည်မိမိရဲ့သားဖြစ်သည့်စင်ဖြူကလေးကိုလက်သမားတို့ထံအနံသည်ထို့နောက်စင်ကျူးသည်တောသွေပြန်သွားလေသည်မင်းကြီးသည်လက်သမားတို့ကိုစူချီးမြှင့်ပြီးစင်ဖြူတော်ကိုယူဆောင်လာသည်နောက်တွင်ဗာရာဏသီမင်းကြီးနတ်ရွာဆန်လေသောကောသလမင်းသည်မိမဲနေသည်ကိုတည်၍စစ်တပ်ကြီးလာသည်မြို့တော်ကိုလေးမျက်နှာမှဝိုင်းရန်ပိတ်ဆို့လိုက်သည်မိဖုရားကြီးသည်ခုမရမြောက်သောနေ့တွင်တားတော်ကိုဖွားမြင်မိဟုပုံနာတော်တို့ကဟောထားသည်ထို့ကြောင့်အမတ်ညာကခုမရအကြမှာစစ်ပြန်ရန်ဆိုင်ငံတောင်းသည်ခုနရမြောက်သောနေ့တွင်မိဖုရားကြီးတားတော်ဖွားမြင်သည်အလီနရှိတာမင်းသားဟုကင်ပွန်တကြသည်ထိုနေ့ကပင်ဗာရာဏသီပြည်သားတို့သည်ကောသလမင်းနှင့်စစ်ပြိုင်ကြသည်အမတ်များကမင်းသားငယ်ကိုစင်သင်းကိုထဲယူသွားသည်စင်ဖြူတော်၏ခြေရင်း၌ချခါအကြောင်းစုံကိုပြောပြကြသည်မင်္ဂလာစင်ဖြူတော်သည်ဟဲတန်ပြင်းစွာအော်လိုက်သည်ရန်သူစစ်သည်များသည်ကြောက်လန့်၍ပြေးကြရသည်ကောသလမင်းကိုဖမ်းဆီးရမိပြီးမင်းသားငယ်၏ခြေရင်း၌ချကြသည်နောက်တွင်မှစ၍ဗာရာဏသီကိုမြေသူများမတိုက်ရတော့ချေမင်းသားငယ်သည်အသက်9နှစ်ခရောက်တွင်ရာဇာပြီးသေးခံယူပြီးတရားသဖြင့်မင်းပြူလေသည်ဇာပောင်ချုံးမှာမိဖုရားကြီးသည်မဲတော်မာယာဖြစ်သည်ခမေတော်မင်းသည်ဒူတော်ရဏမင်းဖြစ်သည်မင်္ဂလာစင်ဖြူတော်သည်လုံလာလျှော်သောယဟန်ဖြစ်သည်စင်ဖြူငယ်သည်ဖျားအလောင်ဖြစ်သည်စင်ဖြူကြီးအဖေသည်ရှင်သာလိပုတ္တရာဖြစ်သည်ကောသလမင်းသည်ရှင်မောဂလန်ဖြစ်သည်ဤဇာတော်မှာသင်္ခန်းစာမှာဘုံကံကိုမြတ်သည့်အင်အားကမှမရှင်နိုင်ပါ